စိတ်ပိုင်းရတာပဲထွေထူးတော့မရှိဘူးအောက်တို့ပါမယ်အင်တို့တွေပါမယ်ခုနကအင်တို့အောက်တို့တွေပိုက်တွေ join နေတာအောင်ကျ header တွေနဲ့ချိတ်ဆက်မယ်ဟောသူကဒီလိုသွားမယ်နောက်တစ်ခုကသူနဲ့ပတ်သက်လို့က power supply ကတော့သိကြပါဦးပေးရမယ်အင်တို့ unit တွေကိုပေးရမယ်အောက်တို့တွေ power supply ပေးရမယ်အောက်တို့ unit မှာ 3 phase ဖြစ် single phase လည်းဖြစ်မယ်အင်တို့ unit ကတချို့က3 phase ဖြစ်မယ် single phase ဖြစ်မယ်ဟလာ controller အနေနဲ့ remote controller သုံးမယ်သူ့ကို control လုပ်တဲ့ system ကတော့သူ့ရဲ့ကိုယ်ပိုင်မူပိုင်ဟလာဥမာပြင်ပါကောမလို့ဆို Mitsubishi ဆို Mnet Mitsubishi networking system နဲ့တွားမယ် Daikin ဆိုလည်းပဲသူ Daikin ရဲ့ networking system နဲ့သူ individual နဲ့ပဲမောင်းနေမယ်ပြင်ပနဲ့ချိတ်ဆက်မယ်ဆိုရင်တော့သူက protocol လို့ဥမာ BMS နဲ့ချိတ်ဆက်မယ်ဆိုကြားမှာ adapter လို့ပဲသူနားလဲပြီးတယ်ဒီ platform လို့ဒီလိုသွားတယ်အဲ့တော့ပါဝင်လာပြီးအောက်မှာရေးထားတဲ့အတိုင်းပဲ auto unit ပါမယ် indo unit ပါမယ် piping ပါမယ် controller ပါမယ်ဒီဆောက်ပုံကဒါပဲသူကရိုးရှင်းလေးနော်ဒီအဲ့တော့မောင်းနေတဲ့သူက piping လမ်းကြောင်းနဲ့အခုပုံမှန်ပြထားတဲ့အတိုင်းဆိုရင်ဟလာ inverter နဲ့မောင်းတဲ့ compressor ပါမယ် auto unit ကတစ်လုံးပါမယ်နှလုံးပါအဲ့တော့မေးစရာရှိတာ auto unit ကိုအတွင်းထဲတွေမှာပဲထည့်ထားဖို့ပြင်ပမှာပေါ့ roof လက်မှာပဲထားဖို့လိုသလားမြေပြင်မှာထားဖို့လိုရတာဒါမှမဟုတ်လည်းပဲအတွင်းထဲမှာ basement မှာထားလို့ရတာဒါတွေကလည်းပဲခြေလာနဲ့ရှင်လာတဲ့အခါကျတော့မေးစရာတွေရှိလာတာပေါ့နော်ဆိုတော့ heat ကို reject လုပ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်အပြင်မှာထားတာတော့ပိုကောင်းတယ်ဟလာ roof top မှာထားရင်ထားမထားခြင်း slab တွေမှာထားဒါမှမဟုတ်လည်းပဲ ground မှာလည်းထားလို့ရတယ်ဘာလို့ heat reject လုပ်ဖို့အတွက်နေရာပေးရဆိုတော့အဲ့မဟုတ်ဘူးတချို့နေရာတွေမှာကျွန်တော်ပြမယ်ဟလာလုံးဒီဘာကောမဆို high rise building တွေဖြစ်လာတဲ့နေရာ space တွေကတိတ်နေလာတယ် glass တွေနဲ့ဟလာမှန်နေရဒီလိုတွေဖြစ်လာတယ်ဆိုရင်တော့အတွင်းထဲမှာလည်းထားလို့ရတယ်ကျွန်တော်နောက်ပိုင်းကျတော့ပုံပြအဲ့တော့ဒီမှာမြင်ရတဲ့အတိုင်းပဲ piping နဲ့ဒီလိုဆက်ပြီးတော့ indo unity refrigerant pipe တွေနဲ့ချိတ်ဆက်ပြီးတော့ linear expansion bar LED ကိုသုံးလို့သူအဓိကသူကလည်းပဲအဓိကအချက်ပါတယ် gas ရဲ့ flow rate ကိုကစားဖို့တိတိကျကျကစားနိုင်လို့ indo unit ကလိုအပ်တဲ့လုပ်ပုံမှာမူတည်ပြီးတော့ gas flow rate ကိုသူ့ကိုချပေးရမယ်လိုအပ်တဲ့ gas ရဲ့ amount ပမာဏကိုသူ့စီရောက်အောင်ပို့ပေးရတဲ့အခါကျတော့အဲ့ဒါကိုထိန်းချောင်းပြီးတစ်ခုချင်းစီကပို့တယ် flow rate ကမတူကြဘာလို့ဆိုsecond size အရွယ်အစားရဲ့လူချင်းတဲ့ requirement cooling capacity amount ပမာဏမတူလို့ gas ရဲ့ flow rate ကိုထိန်းချောင်းတာမတူအောင်ပို့ပေးတာအဲ့တော့တစ်လုံးနဲ့တစ်လုံးကဖွင့်ပြီးမတူနိုင်ဘူးအဲ့ဒါဒီအလုံးထိန်းချောင်းဖို့ကအင်ဒိုတစ်လုံးချင်းတိုင်းမှာ LED ပါဟိုတုန်းကလို့ကျွန်တော်တို့ကဘာကောင်းလဲဆို capillary tube တွေပါညာနေနဲ့ဒီလိုဟိုသုံးတာမဟုတ်တော့ဒီ very precise ဖြစ်အောင် flow rate ကို sensor တွေနဲ့ထိန်းပြီးတော့ဒီဘာကောလဲဆို gas ရဲ့ flow rate ကိုထိန်းနေကြကြတော့ LED တွေသုံးတယ်အဲ့ဒီ LED တွေအဓိကအချက်က indo unit တစ်လုံးချင်းတိုင်းမှာပါတယ်လို့အောက်တိုးတိုင်းမှာအောက်တိုးတစ်လုံးချင်းတိုင်းမှာလည်း main အနေနဲ့ပေါ့ gas ရဲ့အားလုံးရဲ့ gas flow ကိုသူကပြန်ထိန်းဖို့ပဲပါတယ်နော်ရတော့ဒီ gas pipeline ထဲမှာ gas သုံးတယ်ချီဝါတာမတော့ရေမတော့သူက gas နဲ့ပဲသွားတယ်အဲ့ဒါလေးတော့သူကအရင်သိတာပေါ့ဆိုနောက်တစ်ခုကတော့ control ပေါ့ coordinated control system ဆိုတာ indo နဲ့အောက်တိုးကိုအများအား control လုပ်sense လို့အဲ့ဒါဒီသူက transmission line ရှိဒီတန်ကို indo အောက်တိုးတွေကိုကျွန်တော်က transmission ကျိုးတွေနဲ့ချိတ်ဆက်ပေးရမယ်သူနဲ့တူနားလေအောင်သူ့ဘာသာစကားရှိပြီးသား networking system ကအထဲမှာရှိတယ် Mitsubishi လည်းဒီလိုပဲ Daikin လည်းဒီလိုပဲအဲ့တော့ဒီသူ့ရဲ့ individual ပေါ့တခုနဲ့တခုတော့မတူပေါ့တူရှိပါလဲတူရှိပါနားလေတယ်ထည့်ထားတယ်ဒီလိုရှိတယ်ဆိုအပြန်လန်နားလေဖို့တို့ electronic PCB ဘုတ်တွေဒီထဲမှာအကုန်ပါတယ် indo unit ထဲမှာလည်းပါတယ် auto unit ထဲမှာလည်းပါတယ် motherboard တွေပါတယ်နော် sensor တွေကပို့တဲ့ input signal တွေကိုလက်ခံတယ်ပြီးရင်တွက်ချက်တယ်ပြီးရင် LED တွေကိုဖွင့်ခိုင်းတယ် gas ပမာဏဘယ်လောက်ချပေးလို့ပြောတယ် fan speed တွေ short ချဖို့ compressor တွေ speed တွေ short ချဖို့အတွက်သူအမိန်ပေးမယ်ဒီလိုလုပ်ဒါပဲအဓိကအချက်ကသူ့မှာပါတာဒါအဲ့တော့ဘာဖြစ်မလဲဆိုပြီးတဲ့ input signal တွေ calculate လုပ်သူတွက်ချက်မယ်ဘာသာဘုတ်ကတွက်ချက်လိုက်မယ်ဒါဆိုရင်သူကပြန်ပြီးအမိန်ပေးတယ် pass signal အနေနဲ့ထွက်လာတယ် signal တစ်ခုအနေနဲ့ LED ရဲ့ 10 ဘယ်လောက်လဲဘယ်နှပတ်လဲရမှာလဲတဲ့ပုံမှာမဟုတ်ပြီးတော့ gas ရဲ့ flow rate ဘယ်လောက်ချပေးရမလဲဆိုတာကို one pass ကို flow rate ဘယ်လောက်ဆိုတာသူကချိန်ပြီးတာအဲ့တော့ pass signal ဘယ်လောက်လဲရမလဲ fully အနေနဲ့420လောက်အထိလဲပေးရမှာ pass ပေါင်းပို့တာဒါဆိုတူတယ် fully အနေနဲ့အဲ့ဒါဆိုလူချက်ကတော့အဲ့ပုံမှာမဟုတ်ပြီးသူကစားသွားနော်အဲ့တော့သူပါမလဲအင်ဒိုပါမယ်အောက်ဒိုပါမယ်ဒီခုနဲ့ခုနားလည်ဖို့အတွက်ဘာသာစကားလိုတယ် networking system လိုတယ်နောက်တစ်ခုကဘာကောင်းလဲဆို calculation လုပ်ဖို့လိုတယ်ပြီးရင် control system ပါလာမယ် compressor speed ကို control လုပ်ဖို့ fan speed ကို control လုပ်ဖို့ပါလာမယ်နော်အဲ့တော့အတွင်းထဲရှိတဲ့ fan တွေကလည်းပဲ fan speed ကအမျိုးမျိုးကစားလို့ရတယ် low fan high fan medium fan speed ကို change ပြီးပြောင်းသွားတယ်လုပ်ပေါ်မှာမဟုတ်ပြီးတော့လေ change တယ် automatic sensor တွေကလည်း change ပြီးပြောင်းလို့ရတယ်အောက်ဒိုးကရှိတဲ့ fan ဟိုဒါလည်းပဲ compressor speed တက်တယ်လို့ပြိုင်တူတက်သူက heat ကို reject လုပ်တယ်ဟဲ့လားများများထုတ်လို့ရအောင်သူလုပ်ပေးတယ်
အဲ့ဒီမှာလည်းပဲခေါင်းကပြောတဲ့ inverter technology မောင်းတဲ့ပုတ်တီပါပြီးသား compressor ကိုမောင်းတာလေဒီတိုင်းပဲမောင်းအခြေခံရဲ့သဘောတရားတော့ဒီဒါပဲအဲ့တော့ဒီ historical step အရာတော့ VRV က1982ခုနှစ်မှာ Japan မှာ launch လုပ်တာစပြီးတော့ Daikin က trend သူကစလုပ်တဲ့အတွက်အဲ့တော့ကမ္ဘာလုံးကိုကတော့1989ခုနှစ်မှာ overseas ပေါ့သူ launch လုပ်တယ်1989ဆိုတော့ DCD နဲ့စတော့ GCD ACD အဲ့လိုပေါ့ကိုတော့ R22 gas ဝယ်သုံးရဒါကိုသုံးပြီးတော့သူသွားတယ် KCD ဒီစင်တွေသူသွားတယ်ဟလာ KACD ဆို LCD ဆိုအဲ့မှာ gas တွေပြောင်းလာR407C သူ့ရဲ့ပိုကောင်းတဲ့ efficiency ကောင်းတဲ့ gas တွေ environmental impact မဖြစ်တဲ့ gas တွေသူသုံးတယ်ဟလာနော်ဒီဒါပြီးသွားတဲ့ခါကျတော့ထပ်ပြီးသူ့ရဲ့ပိုကောင်းတာ R410 ရေ gas ဆိုပြီးတော့ VRV2 မှာစပြီးသုံးတာပေါ့ R410 gas သုံးတယ် R410 gas ကR22 နဲ့ခုနက R32 နဲ့ R125 နဲ့50ပေါင်းထောင်သူကနော် single blend တော့မဟုတ်ဘူးအဲ့ဒါပြီးတဲ့ခါကျတော့မှ2006မှာလေ410ပဲ VRV3 ဆိုပြီးတော့ထွက်လာတယ်နောက် VRV4 ထွက်တယ်အခုတော့ VRV6 ပေါ့2025ဆိုတော့ R32 နဲ့သွားနေသူကတော့ Europe တို့ဘာတို့မှာထုတ်ပြီး launch လုပ်ပြီး R32 နဲ့ VRV တွေထွက်ပြီးအဲ့မှာ Mitsubishi လည်းထွက်တယ် Daikin လည်းထွက်တယ်နော်အဲ့လိုထွက်တယ်ဆိုတော့ဒီ building တစ်ခုမှာကျွန်တော်တို့ကenergy consumption ကိုကြည့်တဲ့အခါမှာဒီကျွန်တော်တို့ရဲ့ air conditioning ကအစားအများဆုံးပဲစားတယ်60%လောက်ထိစားတယ်။ကျန်တာ electric ရဲ့တခြားဟာလာအနေချင်း firefighting ပန့်နေဒါမျိုးတွေရှိပါဘူး။နော်ရေပန့်နေရှိပါဘူးဆိုတော့ तू ကအစားအများဆုံးပဲ lighting နေနဲ့ဆိုင်ဆိုတော့ तू ကို view ဆိုင်ရတယ်။ तू ကို energy saving အဓိကသွားနေတာတက်ကြကတော့ねတကဘာလုံးမှာလည်းပဲ energy saving ပဲနော် energy recovery လုပ်ဖို့ပဲဒါပဲစဉ်းစားတာအဲ့တော့စင်ကူမှာလည်းပဲဒီလိုပဲ green building တွေ platinum building တွေလောက်တာလေ energy saving ပဲအဲ့တော့စသုံးနေရသူကဘာလုပ်လဲဆိုတော့ COP ကောင်းတဲ့ set တွေပဲသုံးတာပေါ့ coefficient of performance energy ခုနက efficiency ratio ကောင်းတဲ့ set တွေဦးစားပေးပြီးသုံးတဲ့အတွက် green မှာပေးတဲ့ကကြတော့ဒီအမှတ်တွေစဉ်းစားတာ platinum ပေးတဲ့ဒီစဝယ်တွေကဟိုကစဉ်းစားတာပေါ့အဲ့တော့ annual energy usage ဟလာ software တွေနဲ့ calculate လုပ်တဲ့အခါကျတော့ဒီလို energy saving ကောင်းတဲ့ set တွေအရင်သုံးတိုင်းကိုကောင်းတာနော်ပို့ပြီး safe ဖြစ်တာပေါ့လေ building တုံးဆိုတော့နောက်တစ်ခုကတော့ skill ပေါ့ building ရဲ့ scale ပေါ်မှာလည်းဆိုလိုတာချီလာနေရရပြီရိုး individual တွေ package တွေရှိတယ်ကြားမှာရှိကြတဲ့အခါကျရင်ဘယ်ကောင်ကဘယ်လောက် area လောက်ကိုသုံးပိုင်ခွင့်ရှိတယ်အဲ့ဒါလည်းအရေးကြီးတယ် customer တွေများသောအားဖြင့်မှားတတ်တယ်နော် M&E consulting တွေစဉ်းစားရမယ် designer တွေစဉ်းစားရမယ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီသူ limitation ရှိတယ် VRV လည်းဒီလိုပဲသူ limitation space limitation ရှိတယ်ဟလာခုနက RAC လိုဟာမျိုးက20 square meter လောက်အထိ residential မှာသုံးတယ်ဟလာ square feet လောက်သုံးတယ်ဆို PAC ပေါ့ package air conditioner ဆိုရင်ဒီအတွင်းလောက်မှာသုံး200 square meter VRV ဆို2000 square meter နဲ့ above ဒီပတ်ဝန်းကျင်လောက်ပဲသုံးလို့ရဒါနဲ့မကများလို့2000 square meter လောက်လို့လေစိတ်လိုဟာမျိုးဖြစ်လာပြီ shopping mall ကြီး hotel ကြီးတွေဖြစ်ပြီဆိုတော့ VRV တိုးလို့မရတော့အဲ့ကကြဘာလို့စဉ်းစားရတာဆို space နေရာစကားပြောသွားတယ်သူသုံးလုံးပေါင်းမှာအကြီးဆုံးကအောက်လို့ကအကောင်60ပဲရှိတယ်ဟိုကတန်1500တန်1600တွေဟလာ tennis ကလိုအပ်ချက် requirement တွေများလာပြီဆိုရင် VRV တွေအများကြီးခင်းဖို့အတွက်ကိုမှနေရာရှင်းနောက်တစ်ခုက piping length limitation ဆိုတာပေါ့ pipe length က VRV က compressor နဲ့ပဲ gas ကိုတွန်းရတဲ့အတွက်ကြောင့် limitation အများကြီးရှိတယ်ဒီ compressor ရဲ့ခံနိုင်ရည်အားနဲ့တွန်းနိုင်တဲ့အားပေါ်မှာပဲမူတည်တာဂျားမှာကျတော့ခြေလာကျတော့ပန့်ထပ်တိုးလို့ရတယ်ဘူစာပန့်တွေထပ်တင်လို့ရတယ် secondary ပန့်တွေထပ်တင်လို့ရတယ်ကြီးကြီးကိုမရောက်အောင်ပို့လို့ရတယ်နေရာကိုဆိုတော့အဲ့ဒါပြောတာဆိုတော့ limitation ရလို့သူကရှိ piping length limitation ရှိတယ် space နဲ့ပတ်သက်တဲ့ limitation ရှိတယ်အဲ့ဒါ VRV ရဲ့ဒါအချက်လည်းပေါ့နော်ကျွန်တော်ပြောပြနောက်တစ်ခုကတော့ကဘာမှာတော့တိုးဝင်လာတယ်ပဲဟလာဒီချစ်လာအစားကို VRV ကိုကျွန်တော်တို့ကသူကအစားထိုးပြီးတော့ထည့်လာတယ်ပဲဂျပန်မှာလည်းရောင်းအားတွေကတက်လာတယ်ပဲတနေ့တခါ VRV ကတော့သုံးတယ်မသုံးလားဟိုတယ်ဒီမှာသုံးတာပေါ့နောက်တော့ကျွန်တော်ပြောပြမယ် high rise building တွေ VRV မသုံးလားသုံးတာပေါ့ဘလို့သုံးလို့ရမယ်သုံးလို့ရတဲ့လီလန်းတွေရှိတယ် method တွေရှိတယ်အဲ့ဒါလေးတွေကျွန်တော်ဒီနေ့ရှင်းပြပေးသွားမှာနော်အဲ့တော့ chiller versus မှာ VRV မှာအဲ့ပေါ့နောက်တစ်ခုကတော့ COP ဘိုင်းနေပြီဟိုဟာသွားတယ်ဒါလည်း chiller မှာလည်း eco chiller ရှိတယ်အဲ့လား VRV VRF ကလည်းပဲ eco ပဲအဲ့ဆိုတော့ eco အချင်းချင်းမှာတော့ COP အနေနဲ့တိတ်မကွာ coefficient of performance 4.5 လောက်ဒါတော့ပဲရှိအဲ့ဒါပေမဲ့လို့ water good ဖြစ်လာတယ်လေရင်းနေအေးခံနေကြတယ် chiller ကတာသွားတယ် significant chiller တို့ဘာလို့ညာတို့ကြာလို့ရှိရဟလား
0.5 kilowatt per တန်လောက်ပဲရှိတော့ခုနောက်ပိုင်းဆိုလို့ရှိရင်သူကတော့ efficiency ကိုအားသာချက်ရှိတယ်ဒါလည်းနောက်ပိုင်းကျတော့ကျွန်တော်ရှင်းပြအခုလောဆယ်တော့ clear ဖြစ်အဲ့တော့ direct expansion type method ဆိုတော့ VRF ကဘာလဲပေါ့ DX လားတို့တို့မဟုတ်လေပဲ direct expansion type မဟုတ်ဘဲနဲ့တခြား method indirect အဲ့ဒါအရေးကြီးတယ် DX ဒီ order coin နဲ့ကို gas ကိုတိုက်ရိုက်ဖြန့်ချတဲ့စနစ် evaporate လုပ်တဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်မြင်တဲ့အတိုင်းပဲ DX type expansion device ကနေလွန်သွားရင် liquid ကိုခုနကပြောတဲ့ evaporator coin နဲ့မှာ evaporate လုပ်တယ်နော် expand လုပ်လိုက်ဆိုတော့သူဒီ DX type အတူတူပဲနော် compressor ပါမယ်ဒါပဲဒီလေးခုပဲပါတာနော်အခြေခံအနေနဲ့ basic ပါတာဒီ compressor ပါမယ် evaporator coin ပါမယ် condenser ပါမယ်ဒါပဲဒီလေးမျိုးပဲ EV ပါမယ်နော်အဲ့လေးမျိုးနဲ့ပဲအလုပ်လုပ်တာအတူတူပဲဟော indirect method ကြတော့ဒီလိုဖြစ်သွားလိမ့်မယ်ဂျားမှာပူလာထဲမှာ gas နဲ့ရေနဲ့ကို indirect cooling အနေနဲ့လုပ်တယ်ဟလာခုနကပြောတဲ့အေးနေတဲ့ gas နဲ့ခုနကရေကိုအေးခံနေအေးလာတဲ့ရေတွေကိုခြေလာပန့်နဲ့ chill water အနေနဲ့ဟလာအခန်းထဲရရှိတဲ့ fan coin တောင်းချင်အေးရှူပို့လို့ဒီလိုလုပ်တဲ့အတွက်ကြောင့်မလို့သူက indirect method ဖြစ်သွားတယ်နော်အဲ့တော့ဒီ cooling အနေနဲ့က refrigerant က2မျိုးဖြစ်သွားတယ်ပေါ့တစ်မျိုးက refrigerant R410A တောင်းချင်လဲR22 ပေါ့ဒီဘက်မှာပါအောင်လဲဆိုတော့ circulation လုပ်နေတာရေပေါ့ internal မှာလုပ်နေတာ chill water ဘယ်လိုဖြစ်သွားလိမ့်ဆိုတော့ VRVD direct expansion method အဲ့ဒါလေးဒီနောက်က application ပေါ့ဘယ်မှာသုံးတယ်ရေးကြည့်တာအဲ့တော့ဘယ်မှာသုံးကြမှာလဲ air conditioning တို့ပြောတယ်ကျွန်တော်တို့ကပွဲချမ်းစိတ်ဖြာရမယ်အချက်လက်တွေအများကြီးရှိတယ်နေရာတိုင်းမှာ air con တော့သုံးတာမှန်တယ်လူတွေအခုလို့ assembly hall တွေအတွက်သုံးတယ် air conditioning ဒါဒီလူတွေတက်တောင့်တက်တာဖြစ်ဖို့နေလို့ထိုင်လို့ကောင်းဖို့ဒီအတွက်ကိုသုံးတယ် high temperature ပဲရှိမှအခုဒီ condition ဒါ24 degree Celsius လောက်23လောက်ဒီလောက်ပဲရှိအခုလောဆယ်နေတာ high temp ပေါ့သုံးလို့ရတယ်ဟလာ industry တွေမှာလည်း industry နဲ့ပတ်သက်တဲ့ production line တွေမှာသုံးလို့ရတယ်သူ့ပြင်မဲ့ process မှာတော့သွားသုံးလို့ရချီဝတ်တယ်လို့ချင်းတယ်နောက်ကျ minus အထိချခြင်းတဲ့ process တွေရှိတယ်တချို့ drinks တွေပောက်တဲ့ဟာတွေဆိုရင်ဘယ်လို brine chiller တွေသုံးရတဲ့ဟာမျိုးတွေပေါ့တကြားရည်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုဒီထဲကိုရိုက်ထည့်ရင် -10 လောက်ရှိမှရိုက်ထည့်လို့ရမယ်ဆိုရင် VRV တော့သုံးလို့မရတော့ chiller ပဲသုံးပါ brine chiller ဒါမျိုးတွေသုံးပါအဲ့ဒီသဘောပဲ processing industry တွေမှာလည်းဒီတိုင်းပဲဥပမာဆေးဝါးတွေတူလောင်တဲ့ဟာမျိုးရတယ် temperature ဘယ်လောက်လဲ22နဲ့တူလောင်ရမှာလားအဲ့ဒါဆို VRF သုံးလို့ရတယ်ဟလားနော်ဒါပေမဲ့လို့ humidity ကို control လုပ်လာပြီဆိုရင်တော့ VRF တိတ်ကြောင်နော်တခြားနီလန်းတွေထပ်ထည့်ပေးရတာလीရှိမယ် dehumidifier တွေထည့်ပေးရတာမျိုးဟလာဒါမှမဟုတ်ရှင်လည်းပါဆိုတော့ energy recovery unit တွေထည့်ပေးရတာမျိုးအဲ့ပိုင်းတွေဖြစ်လာဆိုတော့နောက်ကခုနကပြောတဲ့ space ပေါ့ shopping center တွေဈေးဝယ် center ကြီးတွေလေစိတ်တွေကြရင်တော့များသောအားဖြင့်ဒီတစ်ကမ္ဘာလုံးမှာတော့ဘူးလောဆယ်အနေထားအရ VRV အစားကိုဘာကောင်းလဲဆိုတော့ခြေလာကိုသုံးနေကြတာများပါသုံးနော်ခြေလာ basement မှာထားပြီးသုံးကြတာများတယ်အဲ့ဒါလေးကိုဦးစားပေးအနေနဲ့ကျွန်တော်သိသိချင်တာပေါ့ခုနကပြောတဲ့ process cooling system ကြီးကြရင်ခြေလာပဲသုံးလို့တင်ခြေလာပဲသွားတာများတယ်နော်ဟိုဒီ VRV ကိုမသုံးကြပါဘူးအဲ့ဒါလေးသိထားဖို့လိုတာပေါ့နော်ဆိုတော့အခုလိုဟာမျိုးပေါ့ space နဲ့ပတ်သက်လို့မှာ production line တွေမှာ easy ခြင်းနဲ့တာမန်အလုပ်လုပ်နေတဲ့ဟလာလူတွေကိုလည်း easy ခြင်းနဲ့ဟလာရှိနေတဲ့ခုနက set တွေကိုလည်းအနေချင်း easy ခြင်းနဲ့ဆိုတော့ဒါမျိုးကြရင်တော့ VRF ကိုထည့်ပြီးသုံးလို့ရတယ်သုံးကျင်တဲ့ကိုယ့်ရဲ့ target design temperature ရေးကြည့်တာပေါ့နော်နောက်တစ်ခုကတော့ product line up အရေးကြီးတယ် VRF ကိုကျွန်တော်ကလေ့လာနေတာမှာသူ့ရဲ့ product line up ဘယ်လိုထုတ်ထားလဲအရေးကြီးအဲ့ဒါကိုလူတီးပြီးလေ့လာအဲ့တော့ရှင်းသိမ်းပါဒီအနေနဲ့ဟလာ Mitsubishi ကထုတ်တယ် VRV အနေနဲ့ Daikin ကထုတ်တယ်ဟလာဆိုရင်ဒီစာအုပ်တွေပေါ့ catalog line up စာအုပ်တွေတေချာလေးလာအဲ့ထဲမှာမှ product line up တွေပါတယ် spec တွေပါတယ်ဆိုတော့လေးလာခြင်းနဲ့ design လုပ်ခြင်းတဲ့လူကဒါကိုဦးစားပေးပြီးအရင်လေးလာနော်ဘလို့ချိတ်ဆက်မလဲပေါ့အောက်တိုးတစ်လုံးကအင်ဒိုတွေနဲ့ဘလို့ချိတ်ဆက် line up တွေကဥမာ high COP type ဆိုတာဘာကိုခေါ်တာလဲ standard type ကဘာပြောလဲ space saving type ဆိုတာဘာကိုပြောတာလဲသူထုတ်တဲ့ရတယ်ထုတ် high COP ဆိုတော့ coefficient of performance ကောင်းတယ်0တော့ကြီးမယ်သုံးလို့ရတယ် COP ကောင်းတဲ့အတွက် energy saving ဖြစ်တယ်ဒါဆိုရင် line up ကိုကြည့်12ကောင်ကနေပြီးတော့သူထုတ်တာအကောင်90ပဲရှိတယ်ပုံမှန်ကြည့်သူမထုတ်တဲ့ဟာတွေကိုသွားသုံးလို့မရဘူးကို requirement အနေနဲ့သုံးလို့မရအောင်အဲ့လိုပဲ standard type ဆို6ကောင်ကနေအကောင်60အထိထုတ်အဲ့ဒါကူတိရနော်အသေးဆုံးဒီဘယ်နှကောင်ထုတ်တယ်လဲ6ကောင်ထုတ်အကြီးဆုံးဒီအကောင်60ထုတ်တယ်ဒါနားလေ space saving ဆိုတာဒီဟာချင်းချင်းလေးနဲ့အောက်တို့3လုံးသုံးရမယ်စာအုပ်နှလုံးမဲ့သုံးမယ်တစ်လုံးမဲ့သုံးမယ်ပြောတာ0ကြီး space ကတော့ saving ဖြစ်တယ်ဒါမျိုးလေးပေါ့ဆိုကို requirement ကပါ
ကို building မှာကိုရဲ့ requirement ပါတယ်ကို building မှာ space ကဘယ်လောက်ရှိတာဘယ်နေရာမှာထားမှာအဲ့ဒီပုံမှာပုံပြီးတော့ design မလုပ်ခင်နေကျွန်တော်ကတည်သွင်းစဉ်းစားမယ်ချက်အဲ့တော့ line up အရေးကြီးတယ်နော် TV အစလိုက် model တွေပေါ့နောက်တစ်မျိုးကတော့ဘယ် model တွေထုတ်တယ်လဲ la ceiling ကဆက်မှာပဲ one way ရှိတယ် two way ရှိတယ် round type ရှိတယ် four way ရှိတယ်ဟာဘာသုံးညင် model အမျိုးမျိုးရှိတယ်နော်အဲ့ဒါလေးတွေတုံးမှုသိဖို့လိုတာပေါ့ horsepower ဘယ်လောက်ကနေဘယ်လောက်အထိထုတ်တယ်ဆိုတာလေနားလည်ဖို့လိုပဲ indo ကိုလည်း horsepower ဘယ်လောက်လဲသိရမယ်အောက်တို့ကိုလည်းသိဖို့လိုတယ်နော် standard cd ဆိုဘယ်လောက် space saving ကဘယ်လောက်ကနေဘယ်လောက်ထုတ်တယ်ဆိုတာအဲ့ဒါလေးတွေပေါ့ဒါဥပမာပြောတာသုံးတာကတော့ operation temperature အရေးကြီးတာပေါ့အခုကတော့ဟိုတုန်းကတော့64လောက်အထိသူရတယ်ပြောတယ်အခုတော့52အထိရပါနော် outside ambient temperature သိမြင့်ဗမာပြည်မှာလည်းမြင့်40 42 44လောက်ပုံမှန်ရှိလာတဲ့ကကြကားကြီးကျတော့ set ရဲ့ performance တွေကျတာပူတွေကျအဲ့ဒါအခါမျိုးကြတော့အခုတော့ထုတ်တာ product line နဲ့အနေနဲ့52လောက်ကြီးရအောင်သူထုတ်တာပေါ့လေအကောင်60အထိ measurement ထုတ်တယ်ဒါလေးတွေပဲကျွန်တော်တို့သိထားမယ်အချက်တွေနော် cooling အုံးကြီးလားနောက်ပိုင်းကျတော့ပြောမယ် cooling heating မောင်းလို့ရတာနောက်ပြီး cooling နဲ့ heating ကို simultaneously တပြိုင်တည်းမောင်းလို့ရတာအဲ့ဒါလေးတွေလည်းကိုသိဖို့လိုတယ်သူ့ရဲ့ COP standard ဘယ်လောက်ရှိလဲရိုးတန်းတဲ့ COP standard site က COP 8 to 6ဘယ်လောက်အတွင်း4လား 4.5 လားဒါဆိုရင် high COP တိုက်ပြီး 6.4 ဖြစ်သွားတာလားအဲ့ဒီပုံမှာဒီလိုထီတာပေါ့နော်ဆိုတော့ line up အနေနဲ့သူရှင်းပြထားတာလေးတွေကိုဟိုကျွန်တော်သိဖို့လေးတယ်ဥပမာ model အနေနဲ့ဆို PEFY ဘာခေါ်တာလဲပေါ့ P20 VLME ဟောဒီလို model ရေးတယ်အဲ့တိုင်းကိုသိရမယ်အဲ့ဒါဒီဘက်မှာပါလဲဆိုတော့ခုနကပြောတယ်သူ့ရဲ့ guide book နော် product line up နဲ့ပတ်သက်တဲ့ပုံမှာပဲပါတယ်နော်အဲ့ဒါကိုသိရအရေးကြီးတာပေါ့ဘာလို့ဆိုကြည့်လိုက် model ကြည့်လိုက်မရွေးတတ်ဘူး designer လုပ်တဲ့လူကလည်း PEFY ဆိုတာဘာလဲတတ်တိုက်လား ceiling ကက်ဆက်လားဘာမှမသိမသိရင်သူရွေးလို့ဘူးမှမရ flow stand လားမသိဘူးလေအဲ့တော့ LCD ဆိုရင် PLFY ဖြစ် ceiling ကက်ဆက်လို့ပြောတယ် E က ceiling control လို့ပြောတာသူကလည်းပြောပြီးသားနော် KCD ဆိုရင် warm out ဘယ်လိုပြောတယ်အဲ့လိုလား horsepower တွေကအလဲ20 horsepower 25 25 40 60အဲ့လိုတွေ horsepower တွေတွားတယ်ကလီမာထားတဲ့20လို့60လို့ဆိုတာသူ့ရဲ့ capacity horsepower ပဲ index အဲ့တော့20 to 25တို့တော့ပြီးတယ်ဒီမှာလည်းပဲရေးကြည့်တာ VRV တာမန်နဲ့မတူတာပါလေဆိုရေးတာကသူက20 horsepower လို့မရေးဘူး20 kilowatt လို့လည်းမရေးဘူး20 kilo calorie per hour လို့လည်းမရေးဘူးအဲ့ဒါသိရသူရေးတာ20ပဲ25ပဲ30 40 50 50ဆိုနှစ်ကောင်လို့ပြောဘာလို့လဲဆိုတော့တကောင်ဒီ25ဖြစ်နေ1 horsepower ဟုတ်25လို့ပြောတတ်မှတ်တယ်အဲ့တော့125ဆို5ပေါင်ဖြစ်တော့25နဲ့စမ်းအဲ့လိုဆိုလို့တို့တဲ့အမှန်တကယ်တော့20ကို100နဲ့မြောက်အောင်100နဲ့မြောက်မှာ kilo calorie per hour ရတယ်သူ့ရဲ့ cooling capacity ရတယ်အဲ့ဒါတကယ်အမှန်တကယ်သူ့ရဲ့ cooling capacity ဆိုတော့ kilo calorie per hour နဲ့သူသတ်မှတ်ထားတယ် cooling capacity ဒါပေမဲ့အတူကောက်အနေနဲ့ဒီလိုပဲပြောမယ်20ပြောမယ်အဲ့ဒါဒီသူ့ရဲ့သူသတ်မှတ်ထားတဲ့ standard condition မှာရှိတဲ့ capacity index ရေးကြည့်သူ့ရဲ့ capacity ကိုကျွန်တော်တို့သိနေရမယ်နော်ဘာကောမလို့ဆို spec ထဲမှာကျွန်တော်တို့ဒေချာကြနာတာသိရမယ်နောက်တစ်ခုကနောက်ကပြီးဆိုရင် refrigerant အဲ့ဒါလေးသိဖို့နေ R47C သုံးတာလား410E လား R22 သုံးတာလားအခု R32 သုံးတာလားအဲ့ဒါရေးကြည့်တာဒါလေးတွေသိလို့တယ်နောက်ပြီးတော့ဟလာအောက်တိုးယူနေဆိုရင် wine ပါလာတယ်ဆိုရင်ဒါ wine type ဆက်လို့ရှိရင်3 phase ဖြစ်သွားပါဒါမျိုးတူပေါ့နော်ဒီမှာအချိန်အရကျွန်တော်အားလုံးမရှင်းပြရဘူးတွက်ပုံချက်ပုံဒီစနစ်ကတော့ဒါပဲ capacity ကို15ကနေအခုဆိုရင်20ရဲ့မကောက်အသေးဆုံးကို15လောက်အထိကိုဆင်းတယ်ပြီးရင်250ဆိုတာ Indo unit က10ကောင်တော့25နဲ့ဆိုင်10ကောင်အထိပဲသူ maximum ထုတ်တယ်250ရိုးတန်းတန်းအနေနဲ့အဲ့တော့အဲ့ဒီဟာကိုကျွန်တော်က100နဲ့မြောက်100နဲ့မြောက်လိုက်2000 kilo calorie per hour ရတယ်အဲ့တော့ kilowatt ပြောင်းချင်ရင် kilo calorie per hour ကို860နဲ့စားလိုက် kilowatt ဖြစ်တယ်အဲ့ kilowatt ကို BTU ပြန်ပြောင်းချင်3412နဲ့မြောက်ပေါ့အဲ့ဒါဆိုရင် BTU per hour ရတယ်ဟိုသူ့ရဲ့ cooling capacity ရတယ်ဒါအစပဲ VRV ကိုကျွန်တော်စပြီးကင်တော့မယ်ဆိုရင်ဒီအကြောင်းတရားလေးတွေကိုမသိရွာပတ်မသိတော့လို့ကင်လို့မရဘူးဘာလို့သူ့မှာ omit လုပ်ထားတယ်ဒီဘိုင်းတွေရှိတော့ဒါလေးတွေရှင်းပြမယ်ပြောမယ်အစတင်တဲ့ training ပေးတွေကဒီဟာတွေနားလည်အောင်ပေးနော်အလွယ်တကူနဲ့နားလည်တာနော်အဲ့ဒီအပိုင်းရှိတာပေါ့ဆိုတော့ product line up အနေနဲ့အောက်တိုးမှာလဲ line up တွေသူကဒီလိုသွားတာဟလာဒါ Mitsubishi ဆိုလို့ရှိရင်200 YHM ဘလောက်8 horsepower ပေါ့တစ်လုံးနဲ့ small large medium ဒီလိုထုတ်အဲ့တော့ large small ဒီလိုတွဲမယ် medium နဲ့ small တွေတွဲတာလားအကောင်ကြီး large
အကောင့်23လုံးတွဲရင်အကောင့်60ဖြစ်တာပေါ့ဆိုလိုချက်ကအဲ့ဒါနော်သွားတာအဲ့တော့ auto unit combination ကလည်းအရေးကြီးလာအင်ဒိုနဲ့ auto ရဲ့ combination တွဲတယ်လို့တွဲနဲ့တက်တယ်လို့ auto unit အချင်းချင်း combination ရလေပဲ efficiency ကိုမှလိုက်ပြီးတော့အပြောင်းလဲတွေရှိကိုကရမ်းပြီးသွားတွဲလိုက်ရင်သူမတွဲခိုင်းတဲ့ဟာကိုသွားတဲ့ရင်သိကြတဲ့ efficiency ကျသွားတယ်သူကအကောင်းဆုံး efficiency ကို test လုပ်ပြီးလို့သူကတွဲခိုင်းတာနော်အဲ့ဒါကိုနားလည်ပြီလေပဲသူပြောတဲ့အတိုင်း line up အတိုင်းကိုတွဲရမယ်နော် auto unit တွေကို line up ပြီးတွဲတဲ့အခါမှာ L ချင်းတွဲမယ်ဘယ်လောက်ဖြစ်သွားတာလဲစီစီဟလာ N နဲ့ S တဲ့တွဲရင်ဘယ်လောက်ဖြစ်အကောင်းဆုံးဟာကိုကျွန်တော်ကရွေးရနော်အဲ့မှာ compressor ဘယ်နှလုံးပါ3VC ဆိုရင်ဒါ variable compressor 3လုံးပါတယ်လို့ပြောတာတွဲရ compressor သူဒီလိုဆိုလို့နော် product လဲဒါအသေးတွေအကြီးတွေထုတ်တယ်ဟုတ်တယ်အသေးလေးထုတ်ဘူးလို့4កောင်5កောင်6កောင်ထုတ်ပါတယ်အဲ့ဒါတွေကတော့ဘယ်အတွက်လဲဆိုလို့ခုနကပြောတယ်ဘင်္ဂလိုတွေပေါ့ကျွန်တော်တို့ဘာကောင်းလဲဆိုတော့တချို့ဘာကောင်းလဲဆိုတော့ဒီ flat ဒီဟလာ condominium တွေအတွက်သုံးတာအော်တိုယူနစ်တစ်လုံးနဲ့ အင်ဒိုယူနစ်5 6လုံးတွဲတဲ့ combination တွေပေါ့အဲ့ဒီများမျိုးကြရင်သူ့ရွေးရမယ်နော်ဘာဆိုတိတ်လည်းမများဘူး compact လည်းဖြစ်တယ်နေရာလည်းတိတ်မစားဘူးနော်အဲ့လိုဟာမျိုးတွေမှာတွဲလို့ရတယ်လေကန်းနှခမ်းအိကန်းနှခမ်းလေကန်းတစ်ခမ်း dining room kitchen လာဒါမျိုးပါမယ်ဆိုရင်အဲ့ဒါတွေသုံးမယ်အဲ့တော့ line up အနေနဲ့ standard line up ထုတ်ထားတာကိုနားလည်ရမယ်အော်တိုယူနစ်ကိုတွဲတာသူပြောတဲ့အတိုင်းပဲကျွန်တော်လိုက်တွဲရမယ် installation လုပ်တဲ့အခါလည်းမှားပြီးချလို့မရကိုတွဲထားတဲ့ line up အတိုင်းပဲကိုတွဲရမယ်မှားချရင်ပိုက်တွေလွဲကုန်မယ် efficiency တွေကျကုန်မယ်အဲ့ဒါယူဆိုင်ရဆိုလိုချက်ကတော့နော်အဲ့တော့ S module L module XL module ဒီလိုရှိမယ်သူ့ module လိုက်ကျွန်တော်တို့ဒီလိုတွဲသွားပါတယ်လို့ဒါလေးတွေကတော့ကျွန်တော်ကြော်လိုက်ဟုတ်လားဒါသိအောင်44កောင်ဆိုဘယ်လိုတွဲတယ်လဲ42កောင်ဆိုဘယ်လိုတွဲမလဲ38កောင်ကိုယ့်ရဲ့ load cooling capacity ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အကျန်းတွဲလို့ရတယ်တွဲထားလိုက်အဲ့တော့ခုနကပြောတဲ့ auto unit spec ဒါကိုဖတ်ရမယ်အဲ့ဒါ catalog မှာပါပြီးသားဆိုရတဲ့ဒါကိုလေ့လာသူ့ရဲ့ cooling capacity index တွေလေ့လာရမယ် unit ဘယ်နှလုံးတွဲတယ်လဲဆိုတာသိရမယ် power input kilowatt တွေသိရမယ် cooling capacity kilowatt တွေသိရမယ်မသိလို့မရဘူး pipe size တွေသိရမယ် weight တွေသိရမယ် dimension တွေသိရမယ်အဲ့ဒါတွေအကုန်ပါတယ် power consumption တွေဒီ spec ထဲမှာအကုန်ပါအဲ့တော့ဒီဟာကိုကျွန်တော်တို့အရင်ဆုံးဦးစားပေးလေ့လာနော်ကြည်ညံ့ညက်လေ့လာဒီလို combination တွေတွဲတာအဲ့တော့ဘာချွင်းချက်ရှိလဲဆိုခုနကပြောလို့ E ရ partial လုံးနဲ့ full လုံးလေးစီဟာရှိတာဘယ်ခါကြလို့ရှိရင်သူ့ရဲ့ COPD E ရတွေကကျသွားတာလေအဲ့ဒါအရေးကြီးတယ်ခြေလာလဲဒီတိုင်းအဲ့တော့ဘယ် air conditioning ပဲဖြစ်ဖြစ် partial လုံးမှာတော့ကောင်းတယ်ပဲ COPD အဲ့တော့ product ထုတ်တဲ့ company တွေကလည်းပဲ partial လုံးပဲပြတယ်partial လုံးမှာကောင်းနေတဲ့ခုနက COPD ကိုပဲညွှန်းတယ်ရက်လောက်မှကြည့် COPD အကုန်လုံးဒီ partial လုံးတကယ်တမ်းလဲသုံးလိုက်တော့ outdoor ရဲ့ ambient temperature တွေတက်လာတဲ့အချိန်လေးကြောက်ကြအောင်အားလုံးနောက် full လုံးတကယ်လဲဆွဲဟောကြကုန်ကြတာပဲ COPD ကြတာဒါညာလို့မရဘူးပုံမှန်ရင်းနေရအဲ့ဒါလေးတွေသဘောပေါက်ဖို့စရွေးတယ်နော်ကိုရွေးတဲ့လုံးမှာလွဲမှာဖြစ်မှာဆုံးဒါလေးတွေပြောတာအဲ့တော့ daging level တွေလည်းပဲသူ line up တာဒီတိုင်းရှိတယ်အဲ့သူရေးထားတယ် cooling capacity ဘယ်လောက် kilowatt power equip heating တွေကဘယ်လောက်ကျွန်တော်နိုင်ငံကြတော့ heating သိမ့်မသုံးလို့နိုင်ငံတကာမှာအခုဂျပန်ဆို AV ဆိုဗီယက်တို့ဘာတို့ဟာလာ Europe တို့သူတို့က heating သုံးနေဘူးချိန်လောက်နော် heating cooling နှမျိုးထွက်ပါတယ်အဲ့ဒါလည်းပဲသိဖို့လိုတယ်ဟလာနောက်တစ်ခုက power input capacity နဲ့ cooling capacity မတူဘူးဆိုတာတော့အဲ့ဒါလေးနားလည်ဖို့လိုkilowatt cooling capacity kilowatt နဲ့ပေးရတဲ့ power consumption kilowatt ကတော့မတူဘူးအဲ့ဒီခုရဲ့အချိုးဟာခုနကပြောတဲ့ COP ပဲအီးရအဲ့တော့ပေးရတဲ့ cooling capacity effect ကောင်းကောင်းရတယ်ပေးရတဲ့ power input နည်းလေးကောင်းတယ် COP များလေးကောင်းတယ် kilowatt တန်ဆိုလို့ရှိရင်လေ refrigeration တန် cooling capacity effect ရဖို့ပေးရတဲ့ power input kilowatt အဲ့သူကြတော့နည်းလေးကောင်းဘိုးတော်က 1.5 လောက်ရှိတာနိအခုခြေလာဆိုလို့ရှိရင်ဟလာ 0.55 တွေပါဖြစ်လာ kilowatt efficiency ကောင်းလာတယ်ပြောတာနော်အဲ့ဒီသဘောတရားအဲ့တော့ကိုကြည့်ရမှာ cap လောက်မှာ COP ကိုလမ်းကြည့်ရမယ် ER ကိုကြည့်ရမယ်ကိုသုံးမဲ့ set တွေကဒါပဲ air conditioning နဲ့ပြည်ဒါတွေကြည့်အရေးကြီး gas ပါသုံးတယ်တခါကျတော့ gas ကလည်းအထောက်ကူ cooling capacity effect ကောင်းတဲ့ gas တွေဘောပေါင်းချင်း environmental impact မဖြစ်တာတွေဟလာကောက ozone depletion 0ဖြစ်တဲ့ gas တွေ global warming နဲ့ပတ်သက်လို့ရောကြတဲ့ gas တွေသူသုံးလာဘာကြောင့်ပြောင်းသုံးနေတယ်လဲသိဖို့လိုတယ်ဟာဟိုတုန်းက R22 သုံးတယ်အဲ့ဒါပြီးတော့ R47C သုံးတယ်အဲ့ဒါပြီးတော့ 410A ဆိုရင်ဒါပေးကြတယ် 410A က face out ထဲမှာသွားနေတော့ face down ကနေအခု R32 လာနေဗမာပြည်မှာလည်း R32 တွေဝင်နေတယ်မဝင်သေးတာဒီ VRV နဲ့ပတ်သက်တဲ့ R32 model တွေကမဝင်သေးတာစီလင်ကက်ဆက်လောက်ကြီးလာဝင်နေပြီအဲ့တော့ဒီ trend လေးတွေလည်းကိုသိဖို့လိုတာပေါ့နော်ကိုသိထားဘူးတချို့ထူးထူးခြားခြားကျွန်တော်ဒီမှာတွေ့တာပါလဲဆိုတော့ general Fujitsu general ကြတော့အကောင်80လောက်ကြည့်ဘူးလား
ထွက်နေဟုတ်လား combination ကျွန်တော်တို့ Mitsubishi Daikin ကအကောင်60လောက်ထိရနေတဲ့အချိန်မှာသူကနောက်ဆုံးမှာ new series အနေနဲ့မှာပေါင်80လောက်ထိသွားသူရတယ်ပြောတာနော်အဲ့ဒါတော့သုံးကြည့်ပါပဲဟိုသိပါ combination အောက်တို့ကနော်ဒါထူးခြားတာကြီးကျွန်တော်ပြောပြတာအဲ့တော့ standard model အနေနဲ့မှာနော် Y series အောက်တို့မှာပြောရင်လည်းပဲအဲ့လိုပေါ့ဖြစ်တာ Y series ရှိတယ်ဟလာ Y လို့ပြောလို့ရှိရင် 3 phase ကိုဒါသိရမယ် capacity သိရမယ်ဟလာ high COP အနေနဲ့ဆိုရင် EB လို့သူရေးတာရှိတယ် SEP ဆိုရင် super high COP လို့ပြောတယ် COP အကောင်းဆုံးပဲ0တော့များသူအဲ့လိုဆိုလို့ရပါဟလာ P2RY ဆိုလို့ရှိရင်ဟလာ WY series ဖြစ်တဲ့အတွက်ကြောင့်မလို့ water ရေကိုသုံးတာနေရှိတယ် energy recovery သုံးကျင်တဲ့ဆို PURY ပြောမယ် recovery series လို့အဲ့လိုသွားတယ် model လိုက်တယ်အဲ့ဒါလေးနေနားလဲဖို့သူက air ကူသုံးတာရှိတယ်လို့ VRB မှာ water ကူမသုံးလားဆိုတော့သုံးတယ်ဘလို့နီးလန်းနဲ့သုံးနေအောင်ပြောရင်းနဲ့ cooling tower နဲ့ဘလို့အေးခံလဲ VRB ရှိတယ်ခုနောက်ပိုင်းထွက်နော်အဲ့တော့ standard line up အနေနဲ့ဟာ capacity index ဆိုတာကျွန်တော်ကကြည့်လိုက်ရင်ပုံမှန်သိရတယ် horsepower kilowatt cooling capacity index model name combination ဘလို့တွဲလို့ရတယ်ဟလာအော်တိုယူနစ်တစ်လုံးကိုအင်ဒိုယူနစ်ဘယ်နှလုံးနေနဲ့တွဲလို့ရတယ်နော် total capacity index ကအင်ဒိုနဲ့အော်တိုတွဲလိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲအဲ့ဒါအရေးကြီးတယ်အဲ့ဒီအပိုင်းလေးတွေကိုကျွန်တော်တို့သိထားဖို့လိုတယ်ပထမဆုံးသူ့ကိုလေ့လာရင်ဒီပိုင်းတွေကျွန်တော်တို့သိထားဖို့လိုတယ်ဒါကြောင့် capacity index ပြောနေပါ standard condition တစ်ခုမှာသူ test လုပ်လို့တဲ့အခါမှာရလာတဲ့ capacity ကိုပြောတာပဲအဲ့တော့ standard ဒီအော်တိုက35 ambient temperature လား degree celsius ဝက်ဘယ်လောက်ရှိလဲအောင်ကြတော့ပြောနော်သူထုတ်လုပ်တဲ့အဲ့တော့ Indo ရဲ့ line up တွေကြတော့ဒီလိုပြီးတယ်တက်လောက်ပြီဟာကျွန်တော်တို့က FXMQ ဆိုပါ FXDQ ဆိုပါဟလာ ceiling cassette သွားမျိုးစုံရတယ် ceiling cassette ဟလာ flow stand သူလည်းမျိုးစုံရှိတခါလေးကြလို့ရှိရင် energy recovery machine နဲ့တွဲသုံးလို့ရတယ် combination တွဲသုံးတယ် interlocking လုပ်လို့ရတယ် pressure တွေထည့်ခြင်းနဲ့ iso air တွေဆွဲထုတ်ခြင်းနဲ့တွဲသုံးတယ်နောက်ဆုံးထွက်လာတာတော့ AHR Daikin ကထွက်Mitsubishi မှာတော့မထွက်သေးဘူးမရှိကျွန်တော်မတွေ့သေးဘူးဒါပေမဲ့လို့ဟိုဘာကောမလဲဆိုတော့ Fujitsu General တို့ဘာလို့မှာတော့တွေ့တချို့လည်းပဲထွက်ပါတော့ General တို့LG တို့ဘာလို့မှာလဲကျွန်တော်တွေ့ဘာဆိုတော့ဒီအော်တိုယူနစ်နဲ့ BRB ရဲ့အော်တိုနဲ့ AH နဲ့တွေ့နော် capacity ကတော့ limit ရှိတာပေါ့ဒါပေမဲ့တွဲလို့ရတယ် gas နဲ့ပဲသွားတာ AH နဲ့သွားတာနော်ကြီးတဲ့နေရာနေ theater hall လို့ခေါ်မျိုးကြာရင် assembly hall တွေကြာရင်ကျွန်တော်အဲ့လိုသုံးတာသူနဲ့တွဲသုံးဒီ line up ဒါပေါ့ခဏကပြောတယ်အင်ဒိုတွေနဲ့လည်းတွဲလို့ရတယ်အေးရှိနဲ့လည်းတွဲလို့ရတယ်အောက်တိုးတစ်လုံးနဲ့တွဲလို့ရတယ်မောင်းတော့လေအလွယ်တကူပဲ remote controller နဲ့ပဲမောင်းတာအရန်လွယ်နော်အဲ့လိုဖြစ်လာနော် VRB ကတိုးတက်လာတာသူကနောက် function features ဆိုအရေးကြီးတာဘာ function တွေရတာပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ကိုလိုချင်တာပါလေကျွန်တော်ကစင်မေချောင်းသားမှာ salty area မှာ beach ဆန်းငယ်ကြီးများတဲ့နေဆင်ញင်နေအော်တိုဘာတွေသုံးပါမလဲအင်ဒိုတွေပါအရေးကြီးတယ်ရိုးတန်းတွေသွားစင်ဆန်းငယ်တွေစားကုန်အကုန်လုံးဒုက္ခရောက်ပါတယ်တနေ့နဲ့အတွင်းပျက်စီးကုန်တယ်အဲ့ဒါဆိုရင်ဘုန်းကပြောတယ် fin နေမှာကုတ်တက်တဲ့အနေနဲ့ဘာသုံးပါ blue fin သုံးပါ gold fin သုံးပါ epoxy ပိတ်တဲ့သုံးပါနောက်ဆုံးကြရင်ကိုကထပ်မှချင်း0ကြည့်မယ် epoxy ကုတ်တဲ့နဲ့သွားမှာ printed circuit ပုတ်ရ epoxy ပုတ်ပိတ်တယ်ပဲအဲ့လိုသွားအဲ့ဒါဆို salty water အတွက် protect ဖြစ်တာအဲ့လိုပေါ့ PCB ပုတ်ပါသူကကုတ်တက်လုပ်ပေးလိုက်တခါတည်းနဲ့0များမယ်သုံးလို့ရတယ်ဒါလေးတွေလည်းကူပြရတယ်ဘာလို့ကျွန်တော်ကအမြဲတမ်းဟိုတယ်တွေမှာဟလာချောင်းသားတို့ငပလီတို့ဟလာဒီငွေဆောင်တို့မှာကျွန်တော်ဆင်းနေရတာဆိုတော့သူတို့ရဲ့ customer ရဲ့ requirement ကိုကြည့်ပြီးမှာပြီးဘူးလေနော်အဲ့ဒါလေးပေါ့ပန်ကာအစားပေါ့ racing တုတ်တဲ့ဖြစ်သလားနော်ဒါလေးတွေပေါ့ rush မဖြစ်အောင်ကြိုမှာလို့ရတယ်နော်အဲ့တော့ခုနကပြောတဲ့ new CDC ကတော့ဟလာဒီ49 degree Celsius ကပြောအခုဆိုရင်ဟလာ54တောင်ကျော်သူတို့ထုတ်လာတာပေါ့အော်တိုယူနစ်နော်ဒါလေးတွေကိုလည်းကျွန်တော်ကကြည့်ရမယ်နောက်တစ်ခုကတော့ quiet ဘယ်လောက်ထိအင်ဒိုယူနစ်တွေအတန်ငြိမ်တယ်လေအဲ့ဒါလေးအရေးကြီးတယ်ကျွန်တော်ကသုံးမှာဥမာပြင် clean room မှာသုံး operation theater room မှာသုံးပါတောင်းချင်းလဲ sound နဲ့ပတ်သက်လို့ recording လုပ်တဲ့ room တွေမှာသုံးပါလား assembly hall သုံးပါလားရုပ်ရှင်ကိုသုံးပါလားဒါဒီပေါ်မှာမဟုတ်ဘူးအဲ့တော့ तू ကထွက်တဲ့ noise fan ကထွက်တဲ့ noise ရေးကြီးတယ်အော်တိုကထွက်တဲ့ noise ကလည်းရေးကြီးတယ်ပတ်ဝန်းကျင်မှာဒီအော်တိုထားတဲ့ခါကျတော့ပတ်ဝန်းကျင်ကိုမထိခိုက်အောင်မနှောက်ရှက်အောင်ဟိုနိုင်ပုတ်ကြရင် तू ကအလိုလိုပြောင်းသွားတယ်ပုံမှန်ကြည့်ဟလာမနေ့ရှင်းတာကြီးအကုန်မောင်းနေ pick လုံးမှာ high speed နဲ့ तू ကတက်ပြီးမောင်းတယ်ခုလို့ sound တွင်းကြရင်အော်တိုကအေးနေတယ်အပြင်မှာအေးနေတယ်မလို့ဘူးလေ energy အများကြီးကျွန်တော်သုံးစရာမလိုအလိုလိုကို compressor speed ကို automatic short ချလိုက်တယ် sensor နဲ့အဲ့တော့ compressor ရော့သွားတဲ့ခါကျ energy saving ဖြစ်တာပေါ့အပြင်အေးတွေလူချင်းလဲဆွဲသုံးလို့ရ
ယူသုံးလို့ရတယ်အလကားယူသုံးလို့ရတယ်အဲ့လိုသွားတယ်နိုင်မုံမှာကြရင်တမင်သက်ကိုသူက compressor speed ကို short ချပြီးတော့ energy saving ပြင် noise ကိုပါ short ချဖို့ပဲလို့ဒါကြောင့်မလို့အော်တိုက40 dB လောက်45 40လောက်ဖြစ်သွားတယ် dB ကတလုံး decibel ကအတန်ဒါတွေကလည်းအရေးကြီးဒါကျွန်တော်စစချင်းမှာကိုစဉ်းစားရမယ်ချက်ပြောပြတယ်အဲ့တော့ VRV ဖြစ် type ပေါ့ဘယ်နှမျိုးထုတ်တယ်လို့ cooling only ထုတ်တယ် heating cooling ထုတ်တယ်ဟလာနောက်ပြီး heat recovery system ထုတ်တယ် hybrid system ဆိုပြီးတော့ရေနဲ့ refrigerant နဲ့ပေါင်းစပ်ပြီးထုတ်တာတွေလည်းရှိတယ်ခုနကပြောတဲ့ရေနဲ့အေးကန်နေစနေတယ်ရိုးတန်းကတော့ two pipe method နဲ့သွားတယ်ပိုက်နှစ်ချောင်း liquid pipe နဲ့ gas pipe နှစ်ချောင်းပဲထွက်သွားတယ်ဟလာအထဲမှာ cooling သုံးရင်သုံးမယ် heating သုံးရင်သုံးမယ်လာနေတာဗာလဲဆိုတော့ cooling only လဲလားဝယ်လို့ရတယ် cooling only ဗမာပြည်မှာသုံးတာဈေးသက်သာမဲ့ cooling only cooling heating သုံးလို့ရတယ်တောင်ကြီးလိုနေရာမျိုးကျွန်တော်မြကြီးနားလိုငါမျိုးဆင်တဲ့နေရာမှာ cooling heating သုံးလို့ရတယ် switching လုပ်ပြီးတော့အဲ့ဒါဈေးနေနဲ့များမယ်မှားလို့ရတယ်အချိန်တိုင်း remote controller မှာပဲ heating ပြောင်းလိုက်ရင်သူက heating ဖြစ်သွားတယ်ဒါလွယ်လေးပဲလုပ်လို့ရတယ်နောက်တစ်ခု heat recovery စနစ်3 pipe စနစ်တွေကြတော့ကျွန်တော်နောက်ပိုင်းကျတော့ပြောပြမယ် relow recovery လုပ်သွားတယ် efficiency ကောင်း pipe 3ချောင်းနဲ့သွားတယ်အဲ့လိုဟာမျိုး hybrid ကတော့ခုနကရေနဲ့ရောသုံး gas ကြီးပဲမဟုတ်ဘူးရေပါပါတယ်ဒီစနစ်တွေထုတ်တယ်လို့ပြောတယ်အဲ့ဒါလေးလည်းကိုသိရမှာပေါ့ကိုယ့်ရဲ့ requirement နဲ့သိဖို့အချက်တွေနော်ဒီလိုသွားမယ်အဲ့တော့ cooling only system ကတော့ heat pump ရိုးရိုးပဲဟလာ cooling heating ဆိုရင် heating နဲ့ cooling ကို switching လုပ်ပြီးပြောင်းမယ်ဟလာခုနက cooling heating ကိုတပြိုင်နဲ့ဒီအခန်းကလည်း heating ဟိုအခန်းက cooling တပြိုင်နဲ့သုံးလို့ရတယ် simultaneous ကြိုက်တယ်လို့သုံးလို့ရတယ်အဲ့ဒါလည်းရှိတယ် heat recovery စနစ်မှာနော်နောက်တစ်မျိုးကတော့ hybrid refrigerant နဲ့ရေနဲ့ရောသုံးတာတပိုင်း condenser ဘက်မှာရေကိုသုံးမယ် refrigerant နဲ့ heat exchange လုပ်မယ် evaporator ဘက်မှာ gas ကိုသွားဒီလိုသွားအဲ့လိုထုတ်တဲ့အားတွေကတော့အခုလောဆယ်ထုတ်တယ်ဒီသဘော cooling only อ่ะနော်ဒီဘိုင်းတွေကြတော့ဒါခုနကလေးကျွန်တော်ပြောပြီးပြီဆိုမြန်မာလူတွေကတော့ဟိုကျွန်တော်ဝေငှတယ်ကွာဖတ်ကြည့်ပြန်တင်လိုက်နော်ခဏလေးနော်ဖိုင်လေးကြာသွားရတယ်သူတို့ဟိုခဏလေးပေါ့ယနေ့ဟောပြောပွဲသို့ online ကနေရော in person တက်ရောက်ပြီးပါတော့လူကြီးမင်းပေါင်းတို့ရှင် line error လေးဖြစ်သွားတဲ့အတွက်ခိတ္တမြတိခံဆောင်ဆိုင်ပေးပါရန်လေးစားစွာဖြင့်မြတ်တရခံပါရရှင်
တယ်ဆိုရင်တော့ကျွန်တော်တို့ကနှစ်ခုထပ်ရပေးဆရာကျန်တဲ့အပြင်က join နေတဲ့ပုံကိုယ်ကြီးကြားလာဒီအားလုံးကြားပါတယ်နော်အဲ့တော့ heat pump unit ဒီမှာတော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့ခုနကပြောတဲ့ heating cooling အတွက်ကို switching သွားမယ်ပိုဝေးပါလို့ reverse အဲ့ဒါလည်းပဲအောက်တိုး unit မှာသူကတခါတည်းတွဲပြီးပါပြီးသား heating နဲ့ cooling ကို switching လုပ်ပြီးတာဟိုဘက်ဒီဘက်ချိန်ပြီး gas ရဲ့သွားတဲ့လမ်းကြောင်းကို compressor ထွက်လာတာ hot gas ဟလာအဲ့ဒါဒီအကုန်လုံးကိုအမှန်တကယ်ပုံမှန်ဆိုရင် condensing unit ကိုပြီးပါအောက်တိုး unit ကိုအရင်ပို့ပြီးမှ hot gas ကို reject လုပ်ပြီးမှ indoor ထဲမှာကျတော့ဒါ cool gas နဲ့ circulate လုပ်တာဒါပုံမှန်သွားတာအဲ့ဒါ cooling system heating ပြောင်းကျင်နေဆိုရင်ဒီလိုပုံမှန်အတိုင်းပေါ့လမ်းကြောင်းကို hot gas ကိုအောက်တိုး unit ကိုအရင်မသွားဘဲနဲ့ကျွန်တော်တို့ကဘာကောင်းလဲဆိုတော့ indoor unit တွေကိုအရင်လွှတ်လိုက်ဒါပဲအဲ့တော့ hot ဖြစ်နေတဲ့ gas က indoor unit ထဲမှာ circulate လုပ်ပြီးတော့အပူကိုအခန်းထဲကိုချဖြစ်တာဆိုတော့ဒီကောင်လုံးပို့ပြီးပါတက်ဆင်ပေးရနော်ဒီစနစ်ဒီကျွန်တော်လိုလာတာပေါ့နောက်ပြီးတော့ heat recovery 3 pipe system နော်အဲ့တော့ pipe 3မျိုးထွက်မယ်ဟလာအပူချိန်အနေနဲ့လည်းတစ်ခုနဲ့တစ်ခုမတူဘူး liquid pipe ဖြစ်တယ်ဟလာ hot gas ပူနေတဲ့ pipe ရှိတယ် medium ပူတဲ့ pipe ရှိတယ်နောက်တစ်ခုက gas pipe ရိုးရိုးရှိတယ်သူကအဲ့လို3မျိုးသွားအပိုက်3မျိုးပါနော် branch pipe တွေရဲ့သွားတော့ဘာလို့လဲဆိုတော့ဂျားမှာ busy controller နော်ဘာ complex ဆိုဒီ controller ကပဲအထဲထဲမှာ switching လုပ်ပြီး solenoid bar တွေပါမယ်ဟလာဟိုဘာ complex ဆိုတနေရာမှာ cooling ပေးရင်နောက်တနေရာ heating ပြောင်းလို့ simultaneously ပြောင်းပြီးလုပ်တာဒီလိုသွားလို့ရတယ်ဆိုတော့ဖြစ်နေတဲ့အပူဆုံး gas ကို heating ဘက်ကိုပို့တာပဲ heating သွားမဲ့ဘက်ကို तू ကလမ်းကြောင်းလွှဲပြီးပို့ပေးလိုက်အဲ့တော့သူ့ထဲမှာ sensor တွေနဲ့ solenoid bar တွေပါတယ်ဒီလိုလုပ်တာနော်ရင်းနေအေးခံနေနေဆိုရင်သူ့ကိုထပ်ပြီးတော့ heat exchange နဲ့ VRF ရဲ့ heat recovery အောက်ကိုရင်းနေအေးခံပြီးတော့ဒီဘက်အစွန်ဆုံးလေးရတာ heat exchange ပဲအဲ့ဒီကောင်ဒီ cooling tower နဲ့ချိတ်ဆက်တယ် cooling tower ဘက်ကို circulation လုပ်တယ်ပတ်နေသွားပြီးရင်းနေအေးခံတယ် gas အေးလာရင်ဘယ်ထဲပြန်ရောက်လာမလဲဆိုတော့ခုနကပြောအောက်တိုး unit condensing unit ထဲပြန်ရောက်အေးခံပြီးအဲ့လိုသွားတယ်လေးနေအေးမခံအဲ့လိုမျိုးလေးရှိအဲ့တော့3 pipe system ဟာကျွန်တော်တို့ကဒီ BC controller ပေါ့ hybrid controller ကိုကျွန်တော်တို့သုံးတယ်နော်သူ့ထဲမှာ switching လုပ်ဖို့အတွက် solenoid bar တွေပါတယ် sensor တွေပါတယ်နောက်ပြီးတော့ခုနက gas ကို sense ဒီ gas ကိုပြန်လာအဲ့အေးနေတဲ့ gas နဲ့ဒီ BC controller ထဲမှာအေးခံတယ်ဒီအချင်းလောက်လိုက်အဲ့လိုက်တော့ကူးတောင်းဖြစ်ပြီးတော့ဒီ gas ကဘာကွန်ပလက်ဆို compressor တွေကိုပြန်ဝင်သွားတယ်အဲ့တော့ compressor efficiency ပို့ပြီးတော့တက်လာတယ်အဓိကက energy saving နဲ့ဘဲစားပေးကြည့်သူ gas နဲ့သူကအေးခံပြီးတော့ဘာကွန်ပလက်ဆို compressor ရဲ့ efficiency ကိုတက်အောင်လုပ်တာသူတို့ရေးတာတော့ဘာကွန်ပလက်ဆိုကျွန်တော်စာအုပ်ထည့်ပြတာတော့ 30% လောက်တော့ efficiency တက်လာတယ်ပေါ့ဒီ method ကိုသုံးတော့ပုံမှန်ရှိတယ်ဒီပုံကြည့်လိုက်ရင်သူသိနော်အဲ့တော့ဒီဘာကျွန်တော်ဒီပုံလေးရှင်းပြမယ်ဒါ compressor ဟလာဒီဘက်က accumulator ဘိုင်းဟလာနော်အဲ့တော့ဒီမှာဒါ four way ပါတွေ switching ပါတွေဒါ heat exchanger condensing unit ဒီဘိုင်းကအဲ့တော့ electronic expansion bar အောက်တိုးကရှိတဲ့ expansion bar ဒါအဲ့တော့ receiver ပါတယ်နောက်ပြီးတော့ subcool point ပါတယ်အဲ့တော့ဒါလေးကလည်းတစ်ချက်နောက်ပိုင်းကျတော့ရှင်းပြမယ်ဒီ VRV unit တိုင်းမှာဒီ subcool point ပါတယ်ဘာလို့လဲဆိုတော့ heat exchange လုပ်တာပဲသူကလေ hot gas နဲ့ cool gas ကို exchange လုပ်ပြီးတော့ compressor တွေကိုသူကပြန်ထည့်တာ efficiency ကောင်းအောင်လုပ် recovery ပြန်လုပ်တာအဲ့ဒါ SCC ခေါ်တဲ့ subcool point သူကလည်း efficiency ကောင်းအောင်ထည့်ပေးတာ
ဒါပေမဲ့ဒီမှာထွက်သွားတဲ့ pipe ဒီ compressor ထွက်တာဒီအမြင့်ဆုံး hot gas အပူဆုံး gas pipe နော်အဲ့ဒီ gas pipe ဒီဘယ်ထဲသွားမလဲဆိုတော့ heating ဆိုတဲ့ဒီ unit အနီရောင်ပြထားတဲ့ဆိုလို့ဦးစားပေးဝင်လာပဲဒါကျွန်တော်တောင်းဆိုနေပြီဒီခန်းအပူလိုချင်တယ်လို့ပြောတာအဲ့ဆိုအဲ့ pipe ကအရင်ဆုံးလွတ်ပြပါဘာညာဒီဘာကိုလွတ်လိုက်ရင်ဒီထဲဝင်မယ် circulation ဖြစ်ပြီးပြန်လာတဲ့ pipe ဒီ medium ဖြစ်တဲ့ liquid pipe တွေပြန်ဝင်ဒီမှာကြည့်ဒီ liquid pipe ကိုပြန်ပြီးတော့သူဘာလုပ်မလဲဆိုတော့ခုနကပြောတဲ့အေးမဲပူလာတဲ့ pipe ဒီကောင်ဆိုရင်အေးပြီဒါ cooling capacity ရအဲ့တော့ cooling only ဆိုလို့ရှိရင်ဒီ gas pipe ဒီမှာ heat exchange လုပ်အဲ့တော့ heat exchange လုပ်တာဒီ BC controller အဲ့ဒါ branching controller exchange လုပ်ဖို့အတွက်ကိုထားပြီးထားတယ်အဲ့တော့အေးလာတဲ့ gas နဲ့ပူနေတဲ့ gas ကိုသူကဘာလို့ဆိုတော့အေးခံပြီးပြန်ပြီးတော့ဘာကောင်းလဲဆိုတော့ဒီရဲ့ return pipe section line pipe တွေကိုအကုန်ပြန်ထည့်တာအဲကြောင့်မလို့ pipe ဒီ၃မျိုးရှိတယ်တစ်မျိုးဒီ hot gas နောက်တစ်မျိုးဒီဒီကောင် liquid pipe ဟလာနောက်တစ်မျိုးဒီ gas pipe အေးပြီးပြန်လာတဲ့ gas pipe အဲ့ဒါတွေအကုန်ပေါင်းပြီးမှ section line ရမှာတစ်စေး compressor တွေကိုဒီပါပါလဲဆိုတော့အခုဒီအပြ line အနေနဲ့ပြန်ပြီးဝင်လာတယ် accumulator ထဲမှာထိမ့်မယ်နောက်ပြီးတော့မှ compressor တွေကိုရောက်ပြန်ပြီးတော့ section line အနေနဲ့သွားအဲ့ဆိုဘယ်သားပဲကြည့် heat exchange လုပ်တယ် heat recovery လုပ်တယ်အထဲမှာလည်းလုပ်သွားတယ်ဆိုတော့အဓိကတော့ focus ပူနေလို့မရဘူးရှင်းပြောရင် section line မှာရှိတဲ့ gas အေးပြီးပြန်လာဒါထုံးစံ temperature တစ်ခုနဲ့5ရှိမှလားဟလာ3ရှိမှလားဒါနဲ့ပြန်ရတယ်ဆိုတော့ပူနေရင်အပူပြန်တက်နေတယ် compressor ပြန်ပြီးထုတ်လိုက်တဲ့အပူပိုးပူလေဘာကောမဆို indo unit ထဲမှာပူဒါရှင်းလေးအဲ့တော့သူ့ကိုလိုအပ်တယ်လို့ပြန်လာတဲ့အပူကိုဆုံးရှုံးမှုမရှိအောင်အပြင်ကို reject ထုတ်မဲ့အစား gas ကိုအေးခံလိုက်တာအဲ့အေးခံပြီးတော့အေးသွားတဲ့ gas ကိုဒီ compressor တွေကိုပြန်ပြီးထည့်တဲ့အတွက် heat recovery ဖြစ်တယ် energy recovery ဖြစ်တယ်ဒါကြောင့်မလို့ဒီ3 pipe system ကိုသူတို့သုံးတယ်အခြေခံသဘောတရားရလား recovery စနစ်နော်အဲ့3 pipe ဘာကြောင့်ထွက်တယ်လဲဆိုတာကိုပြောချင်တယ်ပါ2 pipe မဟုတ်ဘူးနောက်တစ်ခုကတော့ capacity index နဲ့ connection ratio ပေါ့ဒါအရေးကြီးတယ်ခုနကလည်းပြောပြီးပြီကျွန်တော်ကပုံမှန် standard အတူနဲ့ဆိုလို့ရှိရင်35 degree Celsius နဲ့ weather temperature 24အဲ့ဒီအတွင်းမှာဒီက test လုပ်တာအတွင်းပူချိန်ကို27ထားတယ် weather ကို19ထားပြီးတော့ဒီ test လုပ်လို့ရတဲ့ standard အရာ test လုပ်လို့ရတဲ့ capacity ကိုဘာလို့ခေါ်လဲဆိုတော့ capacity index လို့အဲ့ဒါဒီအကုန်လုံးကို catalog ထဲမှာခုနကရေးပေးထားတယ်သူကြားတဲ့ capacity အဲ့ဒီ index အရေးကြီးတယ်ကျွန်တော်တို့ဒါကိုသုံးအောင်ဒီမို့ဆိုရင်70 degree Celsius ပြင်ပအပြင်ဘက်မှာ70 degree Celsius ဖြစ်ပြီး weather က60 degree Celsius ဖြစ်ပြီးအတွင်းထဲမှာ20 degree Celsius ကိုထားမယ်ဒီဟာကိုသုံးတယ်အဲ့တော့ company တိုင်းရဲ့အညွှန်းဒီ capacity index နဲ့ပဲသွားတယ်ဘယ်ပုံမှာ base can လဲ test လုပ်လဲဆိုအဲ့ standard condition မှာလုပ်တယ်အနေထားအဲ့ standard condition ဆိုတာဘာလဲဆိုတာပေါ့အောက်တို့က35 degree Celsius အင်ဒိုက27ထားပြီးတော့ weather က17ထားတာအဲ့ဒါနော် design temperature condition အနေနဲ့အဲ့လိုရတဲ့ test ကိုပါကျွန်တော်တို့ကခုနက catalog လေးထည့်တယ်ဆိုတော့ဒီ set တိုင်းမှာ in တိုင်းအောက်တို့တိုင်းမှာ standard capacity index ရဲ့အကုန်ပါတယ်ဒီလိုကဒီအကုန်ရေးပေးထားတယ်အဲ့ဒါဒီခုနက test လုပ်လို့ရတယ်နောက်တစ်ခုကတော့ capacity correction ဒါလေးရေးကြည့်တယ်ဘာကြောင့် capacity ကို correction လုပ်ရတာလဲဆိုတော့လုပ်ရ design ရတွက်လိုက်တာတော့ဟုတ်တယ်ဒီ set ကိုရွေးလိုက်တယ်ယာယီ10ကောင်ရွေးတယ်ဒီလို unit ဒီခန်းထဲရွေးဖို့တဲ့10ကောင်3လုံးရွေးတယ်ကျွန်တော်ဥပမာအနေနဲ့ထားဒါ capacity index အရာရွေးလိုက်တယ်ဒါပေမဲ့လို့အောက်တို့ကအပူချိန်တွေမြင့်လာတယ် ambient temperature တွေတက်လာတယ်အခုလို့35ကနေပြင်မှာရှိနေတာ32လောက်ရှိလာနေပြီးတော့လူရသည်ကြတော့40လေးလည်းဖြစ်လာအောင် gas ကပူလာတောင်းကြလာအောက်တို့မှာဓာတ်ပူလာနော် heat ကလည်းအပြင်ကို reject ထုတ်ဖို့ထက်လာနော်အဲ့ဒီခံမျိုးကြလို့ရှိရင်ဘာကောင်းလဲဆိုတော့ temperature ကိုနဲ့ကပြောတယ်သူ့ရဲ့ capacity ကျလာနော် VRV ရဲ့ capacity ကျတစ်ချက်ဒီပူတွေကအခန်းထဲထိပြန်ပါလာအကုန်လုံးကို reject မလုပ်နိုင်တော့နောက်တစ်ချက်ကဘာလဲဆို piping line မလို့အဖက်နဲ့ piping line နေရှိတယ် design ရမဟုတ်ဖ ೇನೆ limitation နဲ့ကြော်ပြီးဆင်ထားတယ် connection ratio အရ indo unit combination ကအောက်တိုးနဲ့ indo ဒီ100တောင်းချင်130အထိတက်တွဲလို့ရတယ် indo unit ကိုအောက်တိုးက100 horsepower indo unit ကို130 horsepower အထိတက်တွဲလို့ရတယ်ဆိုတော့သူကလက်ခံထားတယ်ဒါပေမဲ့ it means connectable ဆက်တွဲလို့ရတာလေပြောတာ efficiency တက်လာတာမျိုးအဲ့တော့တွဲလေ efficiency ကျနော် cooling capacity ကျဒါကြောင့်မလို့ piping line ဝေးလေးကျလေဒါ air conditioning တိုင်းသုံးတယ်နော် piping line မှာမူတည်တယ်အဲ့ဒါတွေကိုကျွန်တော်တို့က point factor တွေနဲ့မြှောက်ရင် maybe လို့ဥပမာဖြစ် long pipe အတွက်က 0.9 နော်သူ့ရဲ့ correction factor ခုနကပြောတဲ့ heating အတွက်တက်လာတာကချက်မှကြည့်လိုက်လို့ရတယ် 0.85 ဒီလိုပြအဲ့ဒါတွေနဲ့ပြန်ပြောင်းရင်နောက်ဆုံးရတဲ့ capacity ရပါတယ်နေတော့တကယ်တမ်းအကျွေရစကားပြောတာစပြီး design လုပ်လိုက်ရဒီဟာတွေကို
မစင်းစားပဲနဲ့ဒီဇိုင်းလုံးကွဲပြီလူရသည်ကြမအေးတော့တဒနာအိုက်တဲ့အော်တိုကလည်း overheat ဖြစ်ပြီးအတွင်းမှာလည်းအင်ဒိုရီးယားလည်းမပူတော့အော်တိုတွေထိုးရမယ်ခဏခဏအိတ်တဲ့နော်ဆိုလူချက်က defrosting ဆိုတာကတော့နိုင်ငံသားမှာပေါ့ဗျာခုလူဆောင်းရသည်မှာ defrost ဖြစ်မယ်ရေတွေခဲလာတာပေါ့ဗျာအော်တိုတွေခဲတယ်အဲ့ခါမှာ defrost လုပ်တဲ့အချိန်ရှိပေးလိုက်တဲ့အချိန်ကျရင်ဘာဖြစ်လဲဆိုတော့ efficiency ကျတာပေါ့ compressor ရပ်မယ်တချို့ဒီအချိန်ကြီးကြောင့် efficiency ကျတာကိုပြောတာကျွန်တော်တိုင်းပြည်နဲ့တော့တိတ်မသက်ဆိုင်ဘူး defrosting အဲ့တော့ကျန်တဲ့အပိုင်းကလည်းသက်ဆိုင်ရွေးကိုရွေးရမယ်ရွေးပြီး normal အနေနဲ့ကတော့ကိုကြီးလို့ဟီလို့တွက်လိုက်မယ်ရတယ်ဘယ်လောက်ကီလိုဝတ်ကိုရွေးတယ်အင်ဒိုဘယ်လောက်အောက်ဒိုဘယ်လောက် combination တွဲထားလို့ရတယ်ယာယီအနေနဲ့တွဲရတယ်ဒါပေမဲ့အဲ့ဒါကြီးကိုမယူလိုက်ပါနဲ့လို့ကျွန်တော်ပြောချင်တာအဲ့ဒါကိုယူရင်တော့တကယ်တမ်းဂျင်းနဲ့တက်တဲ့နေလားငါလားကိုကြီး capacity ကိုတက်ကက်လုပ်ပြီးသွားရတယ် project ကြီးကြရင်ဟိုဒုက္ခရောက်နော်ဒီ correction filter တွေနဲ့ကျွန်တော်ကပြန်မြောက်ပြီးတော့ကိုလိုချင်တဲ့ capacity ကိုစဉ်းစားပြီးနောက်တစ်မျိုးကတော့အရေးကြီးတာဒီ combination မှာ connection ratio correction factor ပြီးတော့ index ကျွန်တော်ပြောပြီးပြီ capacity index နောက်တစ်ခုက correction factor ပြောပြီးပြီအခုပြောမှာ connection capacity connection ratio indoor နဲ့ outdoor ရဲ့ connection ဘယ်လောက်ထိတွဲလို့ရတယ်ဆိုတာသူပြောပြီးသားဘယ် model မှာကြည့် 105% ထိတက်တွဲလို့ရတယ်ဒီ indoor နဲ့ဒီ outdoor ဒီ model တွေသုံးရင် 130% တွဲလို့ရတယ် 200% နဲ့အထိဆိုရင်ဒီအထိတွဲလို့ရတယ်သူပြောတယ်အဲ့ဒါတွဲလို့ရတာပဲပြောတာ convertible တွဲလို့ရတယ်ဒီအထိသွားတယ် efficiency အနေနဲ့ကြာလာဘာလို့လဲဆိုတော့ကျွန်တော် design 2နဲ့ပြန် check လုပ်လိုက်တဲ့ဒီတိုင်းသိတာနော် efficiency ကအများကြီးကြာသွားတယ်အဲ့ချိန်ကျရင်မလို့လားအဖေနဲ့ဟိုကဘယ်အထိလောက် connection ratio စဉ်းစားပြရလဲဆိုတော့တစ်ခါကျ90 90လောက်အောက်တိုးကိုနည်းနည်းများပြီးတော့ indo unit ကို short ပြီးတော့ design 2ထဲမှာ piping length ပေါ့ ambient temperature ပေါ့တက်တဲ့ design temperature ပေါ့မူတည်ပြီးတော့အပြောင်းလဲလုပ်ပေးရတယ်adjust လုပ်ပြရတယ်။ဘာလို့ဆိုရင်သိကြတယ်။အေးဘူးနဲလေးခက်လေနော်ဒီ condition ratio ဒီပါ indo ရဲ့အောက်လို့အချို့ index အချို့ indo ရဲ့ total capacity က150ရှိတယ်။အောက်တို့က total capacity က155ရှိတယ်။အဲ့နှစ်ခုရဲ့အချို့ဒါပဲအဲ့ဒါ condition ratio ကြည့်လိုက်ရင်ကျွန်တော်ကသိနော်ဆိုလို့ကျအဲ့ဒါခုလို combination တွဲတယ်အောက်တို့တွေနဲ့ indo တွေတွဲရင် tentative အရာကိုကအရင်တွဲထားလို့ရတယ်။ပြဿနာမရှိဘူး။တွဲတာဒါပေမဲ့ကျွန်တော်က correction factor တွေနဲ့ပြန်စစ်လိုက်တဲ့အချိန်ကျရင်တော့အပရမရွေးထားတာ900ပေါ့ခု YSKD အောက်ထုံးယူနေကိုရွေးပြီမဲ့ connection ratio တွေအရာခုနကပြောတဲ့ correction factor တွေအရာရွေးလိုက်ရင်950ဖြစ်သွားမှာသိကြတယ်ဖြစ်ချင်မှလည်းဖြစ်မယ်နော်သို့ပေမဲ့လို့တဆင့်တက်ပြီးရွေးပေးပါလို့ပြောရင်တစ်စိုက်တက်ရွေးပေးပါဆိုကိုကရွေးကိုရွေးပေးရဒါပါဆိုသူ့ manufacturer ညွှန်ထားတာညွှန်တဲ့အတွက်ကြောင့်ဒီအတိုင်းပဲကျွန်တော်လိုက်ပြီးရွေးရအဲ့ဘိုင်းနေရှိတယ်အဲ့တော့ဒီခုနကပြောတဲ့ correction factor တွေဒီဘယ်မှာရှိလဲဆိုတော့ဘယ်စာအုပ်မှာရှိတာလဲမင်းရိုးတနက်ကက်တလောက်မှာမရှိဘူး installation manual မှာမရှိဘူး service manual မှာမရှိဘူး operation manual မှာမရှိဘူး data ဘုံမှာသူတို့ရဲ့ဆရာကိုင်စာအုပ်ပေါ့ maintenance person တွေကိုပြီးတဲ့ data စာအုပ်တူမှာတေချာပေါက်ပါတယ် auto unit ambient temperature အဲ့လောက်ဖြစ်ရင်ဒီမှာကြည့်လေကျွန်တော်တို့က indo unit ရဲ့ temperature ရှိတယ်ဟလားကိုလိုချင်တဲ့ target design က27ထားတာလားဟလား90 web ထားတာလားနော် model ဘယ်လောက်ကိုရွေးမလဲဆိုတော့ဒီမှာသူရှိတာဟလာ sensible heat နဲ့ SHC ဆိုတာ sensible heat ဒီကောင်က total heat 6.8ဒီလောက်ပဲရှိမယ် 6.8 kilowatt အဲ့ 6.8 kilowatt ကိုခုနက correction factor နဲ့ထပ်မြောက်လိုက်ရင်6လောက်ပဲရတယ်ဒါကြောင့်ဒီဟာအမှန်ယူလို့မရဘူးကျွန်တော်ပြောတာအော်တို unit က ambient အော်တိုမှာလည်းဒီတိုင်းပဲ ambient temperature တက်လာလိကျော်သွားလိဒါလေးကိုနားလေးဘူးစရွေးတယ်ဘူးလို့ဒါအော်တို unit ကိုကျွန်တော်တို့ကြည့်ရင် total equivalent pipeline ဖြစ်တာရှည်သလောက်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ရဲ့မြောက်ဝမ်းပဲ power factor မြောက်ပေါ်ကိန်းဟာဒီလိုဖြစ်သွား 0.989 ဖြစ်သွားပိုက်က equivalent လည်းကအောက်သူရှည်တယ်လို့မြောက်ပေါ်ကိန်းတွေကဘာဖြစ်လာမလဲဆိုတော့များလာ capacity ကျလာအဲ့ဒီကျတယ်ဒီမှာအောက်မှာမြောက်တယ်ကြည့်အောက်တို့ရဲ့ driver temperature ကြောင့်ဖြစ်တဲ့မြောက်ပေါ်ကိန်းက 0.96 piping လမ်းကြောင့်ဖြစ်တာက 0.89 ပထမရှိနေတာ86အခုမြောက်လိုက်တဲ့အခါကျတော့ဘယ်လောက်ပဲရ 64.93 ပဲရပြီလားနောက်တစ်ပတ်ကျရင်ကျွန်တော်လုံနဲ့ equipment selection ကြာရင်ဒီဟာကိုဒီချတက်ပြီးပြောပြနော်ကိုလေးလုံတွေ့ရင်ကနေပြီးတော့ equipment selection တွေကိုဘယ်လိုရွေးလဲဆိုရင်ဒါဥပမာအနေနဲ့ကျွန်တော်ပြောဒါကြောင့်မလို့ကိုလေးလာမယ်ဘာသာရပ်ကလဲဆို product catalog installation manual operation manual service manual data book VRV ကိုလေးလာမယ်ဆိုရင်ဒီလက်ကင်စာအုပ်တွေကတော့တေချာစနစ်တကျလေးလာဖို့တင်တယ်လို့ပြောတာနော်ဒီမှာလေးပြည့်လားအော်ရအဲ့တော့နောက်ဒါလေးတစ်ချက်နော်ပြီးရင်ကျွန်တော်တို့ coffee time လေး break လုပ်ပါမယ် major components ဘာတွေနဲ့ဖွဲ့စည်းထားတယ်သိဖို့ပြပါအော်တို unit မှာတော့ compressor ပါတယ် four way bar တွေပါတယ်ခုနကပြောလို့ heating cooling ကို switching လုပ်ဖို့ condensing unit ပါတယ်
evaporator coin ပါတယ် EV ခေါ်တဲ့ခုနက electronic expansion bar ပါမယ်အဲ့ဒါဒီ indoor တိုင်းမှာပါတယ်အောက်တိုးမှာတော့နှလုံးလောက်ပါလိမ့်မယ် main နဲ့စပ်ပြခုနက EV ပါနော်ကျန်တာတွေကတော့ solenoid ဘာတို့ thermistor တွေပါမယ်အရေးကြီးတယ် thermistor တွေက sense လုပ်တာအဲ့တော့ DVRV စနစ်က thermistor နဲ့ပဲထိန်းချုပ်အဲ့တော့ indoor coin ရဲ့အဝင် entering temperature outlet temperature ကိုဖန်တီးထားတယ်အဲ့ဒီရဲ့ delta D ကိုသူကအများနဲ့ check လုပ်ဘယ်လောက်ပူးလာလဲဆိုတာပူတဲ့ပုံမှာမူတည်ပြီးတော့ motherboard ကသူကပြန်ပုတ်နေတာနော်အုံတန်ပုံးနဲ့အဲ့တော့ဟိုကမှတွက်ချက်ပြီး calculate လုပ်ပြီးမှဒီ LED ဘားတွေကိုသူကပြန်ပြီးဖွင့်တာ EV ကိုဖွင့်ပေးတာဆိုတော့ sensor တွေပါတယ်အရေးကြီးတယ်အောက်တိုးယူနေမှာလဲ sensor တွေအများကြီးပါတယ် indoor မှာလည်းပါတယ် compressor ပါတယ်ခုနကပြောတဲ့ 4 way bar ပါမယ်နော်သူပြောတယ်ဒီမှာ total capacity 130% နဲ့ကျော်နေဒါမျိုးပေါ့ဆိုတော့နောက်တစ်ခု D diagram ပေါ့ရေးကြည့်တာနော်ဒါသူတို့ရဲ့အော်တိုယူနစ်မှာရှိတဲ့ diagram ပေါ့ဘယ်ကောင်တွေက main bar တွေလဲနောက်တို့ဘယ်ကောင်တွေက thermistor တွေလဲဘယ်ကောင်က compressor လဲဘယ်ကောင်က accumulator လဲအဝင်အထွက်တွေမှာဒီမှာ thermistor တွေ TH11 တို့ဟလာ TH12 တို့ဒါတွေသတ်မှတ်ထားတာနောက် 4 way bar 140A ဒါက condensing unit ဟလာနော်ဒီဘက်ပိုင်းကဒါ condenser ထွက်လာတဲ့ thermistor ဒီကောင်က SCC ဆိုတော့ sub point ခုနက energy အတွက်နော်ပိုကောင်း efficiency ပိုကောင်း compressor တွေကိုပြန်ထည့်ပြီးဘူးလို့ pipe အေးခံပြီးတော့ဒီ accumulator တွေပြန်ထည့်တဲ့ pipe အဲ့ဒါဒီပဲဆိုတော့ဒီကောင်ကိုအလုပ်လုပ်ဖို့သူတို့ဘာတွေဖွဲ့စည်းထားတယ်လဲဒေချာလေးလာနော်ကိုနာတကယ်တမ်းနားလေးနောက် accumulator ဘာကြောင့်တုံးလဲခုနကပြောတဲ့ဒီနေရာမှာဒီဘူးလုံးကြီး accumulator ကြီးอ่ะကွာဘာလို့တုံးတာလဲမတက်ကပြန်လာတဲ့ဟာတွေမှာ senior gas တွေရောနေပြန်ပါလာအဲ့ခါကျရင် senior gas ကိုဖယ်ရမယ် liquid ဖြစ်ပြီဆိုရင် liquid ကို evaporate ဖြစ်အောင် compressor တွေကို gas ဖြစ်နေရောက်အောင်ဒီကောင်ကလုပ်တယ် evaporate ပြန်ဖြစ်ပြီးတော့ gas တက်တက်ပဲထည့်ပေးတယ်အဲ့လိုလုပ်တာဘာလို့ဆို liquid overcharge ဖြစ်လို့မရ liquid overcharge ဖြစ်ရင် compressor ကြွသွားတယ် liquid တွေလိုက်လာနောက်တော့ piping လည်းမလူလားဖြစ်နေပူးလာတဲ့ခါကျရင်မလူလားဖြစ်နေ gas တွေက pipe ထဲမှာရှိနေတယ်အဲ့ပူတဲ့ gas တွေကဒီ accumulator ရဲ့ဆန့်တဲ့လောက်ပဲလက်ခံလို့ရတယ်ဘာလို့ဆိုကျွန်တော်စက်တီရပ်ပလိုက်ပြီဆိုလို့ရှိရင် accumulator မှာဒီ gas တွေပုံပြန်သိမ်းတာ liquid ဘဝကနေပြန်သိမ်းတယ်လိုသလုံးသူကထုတ်ပြီးကစားပေးတယ်လိုသလိုထည့်ပေးတယ်အဲဒါကြောင့်မလို့ refrigerant flow ကို gas ရဲ့ flow ရဲ့အမောင့်ပမာဏကိုလိုသလိုကစားပေးဖို့လိုရင်လိုသလိုထည့်ပေးဖို့အတွက်ဒီ accumulator ထိန်းတာနောက်တစ်ခုကဘာကောင်းလို့ဆို liquid တွေ compressor တွေကိုပြန်မှုရအောင် accumulator ထိန်းပေးတာဆိုဒီကောင်လို့ဒါပေမဲ့ technology ကြီးက Mitsubishi တို့ကျန်တဲ့ company တွေပေါ့ accumulator တွေပါပြီမဲ့လို့ Daikin ကအခု accumulator မပါတော့မသုံးတော့အဲ့ဒါလေးတွေလည်းပြည့် accumulator မသုံးတော့တဲ့အတွက်ကြောင့် accumulator ဘိုးသူကရော့အများကြီးဒါပေမဲ့သူ့နည်းပညာ technology ကသူ pipeline ထဲမှာဘယ်လိုကစားတယ်လဲအဲ့ဒါရေးကြည့်လိုက် pipeline ထဲကရှိတဲ့ gas တွေပဲကစားရမှာလေဟုတ်တယ်မလား accumulator မရှိရင် condenser evaporator piping ထဲကရှိတဲ့ gas ကိုသူ sensor တွေနဲ့ချိန်ပြီးကစားသွားဒီလိုရှိနော် technology ရအဲ့ဒါလေးကြီးလောဆယ်သိဖို့လိုတာပေါ့ခုနကပြောတဲ့ interchange circuit ဒါသိဖို့လိုတယ် efficiency ကောင်းအောင်ပြန်ထည့်တာပေါ့ဒီကောင်ပေါ့ heat interchange circuit HIC သိရမယ်သူဒီဘာကြောင့်တုံးလဲပေါ့သူမှခုနကပြောတဲ့အဲ့အကြောင်းအောက်တိုးယူနေမှာ expansion bar နှလုံးသုံးတယ်ဆိုတာတစ်လုံးက main condenser ကနေထွက်လာပြီးတော့ evaporator coin တွေကိုသွားဖို့တော့နောက်တစ်လုံးကဒီပါခေါင်းလဲဆိုတော့ဒီ number 2 ဒီ SCC အတွက်သုံးတယ် SCC ကိုသွားဖို့အတွက် hot gas ဖြစ်နေတာကို pressure short ချပြီးတော့ဘာခေါင်းလဲဆိုတော့ကျွန်တော်တို့က compressor တွေကိုပြန်ထည့်ဖို့အတွက်ကိုဒီ number 2အလုံးမှာသုံးတယ် EV อ่ะဆိုတော့နှလုံးရှိနော် EV နဲ့အောက်တိုးမှာအဲ့ဒါလေးရေးကြည့်တယ်ပေါ့ကဲနောက်ဒုတိယအချိန်ကျတော့ vapor compression cycle အနေနဲ့မှာဘာတွေထူးခြားရှိလဲ installation method မှာဒီဘာဆောင်းရန်ရှောင်းအချက်လက်ကလေးတွေပေါ့ကျွန်တော်ထပ်ပြီးဆွေးနွေးမှာပေါ့နော်ကဲကျေးဇူးတင်ပါတယ်အားလုံးပထမပိုင်းဟောပြောဆွေးနွေးပေးပါတော့ဆရာဦးထိတ်တင်ထွန်းအားထူးပင်ကျေးဇူးတင်ရှိပါရှင်ဆက်လက်၍အစီအစဉ်ရ coffee break တိုင်းပဲဖြစ်ပါတယ်ဟောပြောပွဲဒုတိယပိုင်းကို10:30မိနစ်တွင်ပြန်လည်စတင်ပြီဖြစ်ပါတယ်ရှင်